ဘဝသည်အမြဲတမ်းကျေးဇူးတင်စိတ်ဖြင့်ပြည့်နှက်နေသည်မဟုတ်ထက်ခါတလဲလဲလုံရိုးလုံးစင်များပင်ပန်းနွမ်းနယ်သောနေ့ရက်များနှင့်မမျှော်လင့်ထားသောပြဿနာများကြားတွင်ညှဉ်းညူမှုများသည်ပို၍လွယ်ကူစွာပေါ်ပေါက်လာတတ်သည်တင်သည်ဘာအတွက်ကျေးဇူးတင်ရမှာလဲဟုထင်မြင်ကောင်းထင်မြင်နိုင်သည်သို့သောဒါဝိဒ်သည်အခက်အခဲများစစ်ပွဲများနှင့်သူ၏ဘဝအဆုံးတွင်ပင်ဤသို့ကြွေးကြော်ခဲ့သည်ထာဝရဘုရားသည်အသက်ရှင်တော်မူ၏ကျွန်ုပ်၏တောင်သည်ကောင်းကြီးပေးခြင်းခံရမည်ကျွန်ုပ်၏ကယ်တင်ခြင်း၏ဘုရားသည်ချီးမြှောက်ခံရမည်နှင့်ရာဇဝင်ကျုံ22 48ဒါဝိဒ်သည်အဘယ်ကြောင့်ဤသို့သောချီးမွမ်းခြင်းကိုပေးအပ်ခဲ့သည်နည်းအကြောင်းမှာဘုရားသည်အမြဲတမ်းသူနှင့်အတူရှိသည်ကိုသူသိခဲ့သောကြောင့်ဖြစ်သည်အောင်မြင်မှုများစုံစမ်းခြင်းများနှင့်ဘဝ၏အဆုံးတွင်ပင်ဒါဝိဒ်သည်ဘုရား၏ရှိနေခြင်းကိုခံစားခဲ့ရသည်သူ၏ကျေးဇူးတင်စိတ်သည်နှလုံးသားထဲမှစစ်မှန်သောဝန်ခံခြင်းတစ်ခုဖြစ်သည်ဟေဘဲဘာသာတွင်ဟိုတုဆိုသည်မှာကျေးဇူးတင်ခြင်းကိုဆိုလိုပြီးဘုရား၏ကျေးဇူးတော်အတွက်ပြည့်စုံသောတုံ့ပြန်ခြင်းဖြစ်သည်ဒါဝိဒ်သည်သူ၏ဘဝ၏အချိန်တိုင်းတွင်ဘုရားအားကြကျေးဇူးတင်ခဲ့သည်ဒါဝိဒ်၏ကျေးဇူးတင်စိတ်သည်အစဉ်ပြေသောအခြေအနေများပေါ်တွင်မမိခိုခဲ့ပါသူသည်ကျေးဇူးတင်ခဲ့သည်မှာဖျားသည်အသက်ရှင်တော်မူပြီးသူ၏ဘဝတွင်တက်ကြွစွာလှုပ်ဆောင်နေသည်ကိုသိခဲ့သောကြောင့်ဖြစ်သည်ဤအမှန်တရားသည်ယေရှုခရစ်အားဖြင့်ပို၍ထင်ရှားလာသည်ယေရှုသည်ကျွန်ုပ်တို့၏အပြစ်များကိုခွင့်လွှတ်ပြီးကျွန်ုပ်တို့အတွင်းတွင်နေထိုင်တော်မူသည်ကျွန်ုပ်တို့သည်သူ့ကိုကယ်တင်ရှင်အဖြစ်လက်ခံသောအခါမြည်သည့်အခြေအနေတွင်မဆိုဖျား၏ရှိနေခြင်းကိုခံစားနိုင်သည်ယေရှုကိုယ်တိုင်သည်ကျွန်ုပ်တို့ကျေးဇူးတင်ရသည့်အကြောင်းရင်းဖြစ်သည်ကဘာကြီးသည်ရက်ဆက်ပြီးပြဿနာများစုပုံလာသောအခါတွင်ပင်ယေရှုသည်ကျွန်ုပ်တို့၏တောင်ကျွန်ုပ်တို့၏ဘဝ၏မလှုပ်မရှက်သောအခြေခံအုတ်မြစ်အဖြစ်ရှိနေသည်ကျေးဇူးတင်စိတ်ဖြင့်ဘဝကိုဖျက်ဆီးခြင်းသည်ရှုပ်ထွေးမှုမရှိပါနက်နက်တိုင်းကိုဖျားသခင်ယနေ့တွင်ကျွန်ုပ်နှင့်အတူရှိတော်မူသည့်အတွက်ကျေးဇူးတင်ပါသည်ဟုပြောဆိုခြင်းဖြင့်စတင်ပါနေ့တစ်နေ့၏အဆုံးတွင်နှွေးထွေးသောအစားအစာတငယ်ချင်း၏အပြုံးနှင့်မမျှော်လင့်ထားသောအကူအညီများကဲ့သို့သောအခိုက်အတန့်များကိုပြန်လည်သုံးသပ်ပါဤအရာများမှတဆင့်တင်သည်ဖျား၏ထိတွေ့မှုကိုမြင်တွေ့ရလိမ့်မည်ခဏရက်ပြီးအတွေးများအားလုံးကိုဖယ်ထားကာယေရှုကိုကြည်ပါသူသည်မြည်သည့်အခြေအနေမျိုးတွင်မဆိုသင်နှင့်အတူရှိပြီးမျှော်လင်းချက်နှင့်ဝမ်းမြောက်မှုကိုယူဆောင်လာသည်တိတ်ဆိတ်စွာဝန်ခံပါထာဝရဘုရားကျေးဇူးတင်ပါသည်ကိုတော်သည်ချီးမွမ်းခြင်းအားလုံးနှင့်ထိုက်တန်ပါသည်ဤရိုးရှင်းသောဝန်ခံခြင်းသည်သင်ဘဝကိုပြောင်းလဲပေးနိုင်သည်ကျေးဇူးတင်စိတ်ရှိသောနှလုံးသည်ဘုရား၏တန်ခိုးဖြင့်တောက်ပလှပါသည်